ကတော့စောနေနေဖြစ်ပါတယ်။နောက် Lego AP ရဲ့ Area Program Manager ဖြစ်ပါတယ်။ကျမတို့ Lego မြို့နယ်မှာရှိနေတဲ့ကျေးရွာမှာရှိတဲ့ကလေးသူငယ်တွေမိသားစုတွေကျေးရွာလူထုကိုဝိုင်းဝန်းပြီးတော့လူဒန်းပေးကြတဲ့အတွက်အလူရှင်များအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်။ဒီရွာတွေမှာသားတယောက်ကလေးမိဘတွေကမိမိတို့ရဲ့ကလေးတွေကိုအာဟာရပြည့်ဝအောင်ကျွေးမွေးရမယ်ဆိုတဲ့အစီအစဉ်ကပေါ်ပါရရှိပါတယ်။မိမိတို့ရဲ့ကလေးကအာဟာရပြည့်ဝနေလားအာဟာရချစ်တဲ့နေလားဆိုတဲ့ပုံမှန်ကြီးထွားမှုတွေလည်းသိရှိမှုအားနည်းပါတယ်။ဒါအတွက်ကြောင့်မို့ကျမတို့ဒီနေ့ဒီကျေးရွာမှာရှိတဲ့9နှစ်အောက်ကလေးမိဘတွေကိုအာဟာရနဲ့ပတ်သက်တဲ့အသေးစိတ်ရေးပွဲတွေဒါအပြင်လည်းကလေးတွေရဲ့ကြီးထွားမှုပြုံးမှုတိုင်းတာမှုတွေကိုဆက်လက်ပြီးတော့လှုပ်ဆောင်ဖို့ရှိပါတယ်။ဒါတွေကိုလှုပ်ဆောင်တဲ့အခါမှာလည်းကျေးရွာမှာရှိနေတဲ့စေနာဝန်ထမ်းတွေကျန်းမာရေးကော်မတီတွေနဲ့ပူးပေါင်းပြီးတော့လှုပ်ဆောင်သွားဖို့ရှိပါတယ်။ရရှိလည်းဆက်လက်ပြီးတော့ထိန်းသိမ်းသွားဖို့ရှိပါတယ်။ကျမတို့ကျေးရွာမှာရှိတဲ့ကလေးတွေကမူလရဲပညာကိုတယောက်တည်းကြားခွင့်ရကြပါတယ်။ဒါပေမဲ့လည်းသူတို့ကစာရီကိုကောင်းမှုစွာဖတ်နိုင်ခြင်း၊သကလုံးကျွယ်ဝခြင်း၊တိကျဆွဲရည်တွေမှာတော့တကယ်ပဲဆွဲရည်တွေပြည့်တင်ဖို့လိုအပ်ပါတယ်။သူတို့အတွက်လည်းတကယ်ပဲလိုအပ်တာတွေများစွာရှိနေပါသေးတယ်။မိဘတွေကလည်းဒီအပိုင်းကိုကူညီပြပို့နိုင်ခြင်းမရှိပါဘူး။ဒါကြောင့်မလို့ကျမတို့အနေနဲ့ဆက်လက်ပြီးတော့ကျေးရွာတွေမှာဆက်ဖက်ဝိုင်းတွေလုပ်သွားဖို့ရှိပါတယ်။ကျေးရွာမှာရှိတဲ့လူထုနဲ့အတူတူပူးပေါင်းပါဝင်ပြီးတော့ဒီစာဖက်ဝိုင်းအစီအစဉ်တွေကိုရရှိတည်တဲ့အောင်ထိန်းသိမ်းသွားမှာဖြစ်ပါတယ်။ဒါတွေမှာအခုဆိုရင်ကလေးတွေကိုရိုက်နှက်နေတဲ့အဖြစ်အမှုတွေပြီးတဲ့အခါကျရင်ကလေးတွေကလည်း online မှာရှိတဲ့ game တွေပုံးတွေအသုံးပြုမှုတွေများကြီးရှိနေတာကိုတွေ့ရပါတယ်။အဲကြောင့်မို့ကျမတို့အနေနဲ့အခုအချိန်မှာဆိုရင်ကလေးသူငယ်ကဝယ်ဆောက်ရှောက်ရေးအသိပညာပေးပွဲတွေပြီးတဲ့အခါကျရင်မိဘတွေကိုအသိပေးတဲ့အစီအစဉ်တွေကျမတို့ကလေးသူငယ်ကဝယ်ဆောက်ရှောက်ရေးအဖွဲ့တွေကလေးအဖွဲ့တွေဖွဲ့သွားပေးဖို့ရှိပါတယ်။ဒီအရာကိုလှုပ်ဆောင်နိုင်ဖို့ရဲ့အတွက်ကျေးရွာလူတွေနဲ့ပူးပေါင်းပြီးတဲ့အခါမှာဒီအဖွဲ့တွေဖြစ်ပေါ်လာအောင်လှုပ်ဆောင်မှာဖြစ်ပါတယ်။ရေရှည်တည်တတ်ခိုင်မြဲအောင်လည်းဆက်လက်ပြီးတော့ထိန်းသိမ်းသွားမှာဖြစ်ပါတယ်။